အနေနဲ့ခဏမတိုင်ခင်မှာဝူခေါင်းကအန်နီကိုသူ့ရဲ့ရွှေချောင်းကိုပြန်ယူဖို့ခေါ်လာခဲ့ပါတယ်။သူကအဲ့ဒီချောင်းကိုကိုယ်တိုင်သာမြောက်နိုင်တယ်လို့ဂုဏ်ယူပြောခဲ့ပေမဲ့လက်နဲ့စုပ်ကိုင်လိုက်တဲ့အခါလုံးဝဆွဲမထိုးနိုင်ခဲ့ပါဘူး။အန်နီကဘာဖြစ်တာလဲလို့မေးတော့ဝူခေါင်းကမအီမတာပြုံးပြီးဘာမှမဖြစ်ဘူးလို့ပြောလိုက်ပါလေ။ထပ်ပြီးအားကုန်တုံးစ조사ခဲ့ပေမဲ့ချောင်းကမလှုံသေးပါဘူး။အောက်ကိုကြည့်လိုက်တော့ဖျားသခင်ကအဲ့ဒီချောင်းကိုတစိမ့်ခတ်ထားတာကိုနောက်ဆုံးမှသိလာခဲ့ပါတယ်။ဘာလို့ရမလဲမသိပဲနေရတဲ့အချိန်မှာအနဲ့ရောင်အဝတ်အစားဝတ်ထားတဲ့ပင်လယ်မကောင်းဆိုးဝါးတစ်ယောက်ပေါ်လာပါတယ်။သူဟာအရင်ကဝူကောင်းရဲ့ညီအကိုတစ်ယောက်ဖြစ်ခဲ့ပြီးကောင်းကင်ဘုံမှာပြဿနာတွေဖန်တီးခဲ့ပြီးမကောင်းဆိုးဝါးလောကကိုထိခိုက်စေခဲ့တယ်လို့ဝူကောင်းကိုအဖြစ်တင်ကအဲ့ဒီနေ့ကစပြီးမုန်းတိလာခဲ့တာပါ။သူ့ကိုရွှေချောင်းကိုကာကွယ်ဆောင်ရှောက်ဖို့တာဝန်ပေးထားပါတယ်။အရင်ကညီအကိုတွေဖြစ်ခဲ့ပေမဲ့အခုတော့ရန်သူတွေဖြစ်သွားပါပြီ။သူတို့နှစ်ယောက်စတင်တိုက်ခိုက်ကြပေမဲ့ဝူကောင်းကအင်အားအလုံးဆုံးရှုံးထားတဲ့အတွက်ပင်လယ်မကောင်းဆိုးဝါးကလွယ်ကူကူဖိနှိပ်ထားနိုင်ခဲ့ပါတယ်။မကောင်းဆိုးဝါးကအမှန်အင်အားကိုထုတ်လွှတ်ပြီးဝူကောင်းကိုကိုခန္ဓာခွဲထွက်မလာထင်အောင်နာကျင်စေခဲ့ပါတယ်။အန်ဒီကကူညီဖို့ကြိုးစားပေမဲ့တစ်ချက်တည်းနဲ့ပြစ်လွတ်ခံလိုက်ရပါတယ်။အန်ဒီရဲ့လက်ထဲကသွေးကဖြည်းဖြည်းချင်းရွှေချောင်းစီကိုဆွဲယူသလိုလှမ်းလျှော်သွားပြီး